gym ထဲမှာဟိုသွားဒီသွားမသွားခြင်းပဲ spin machine တစ်လုံးထဲမှာပဲအထိုင်ချပြီးတော့အောက်ပိုင်းဆော့ခြင်းတဲ့ကောင်မလေးတွေအတွက် spin machine lower body workout routine တွေပါပထမဆုံးကိုနိုင်တဲ့အလေးထည့်မယ် squat စလုံးမယ် squat လုပ်ရင်တော့အားလုံးသိတဲ့အတိုင်းပဲ quads muscle တွေနဲ့ပြီးတော့ glutes muscle ထိမယ်ပြီးရ hamstring အတွက် RDL ဆော့မယ် hamstring ပိုထိချင်တာဆိုတော့အရင်ကြီးကိုယ်မသွားစေနဲ့အနည်းပဲကိုယ်မယ်နော်ကဲနောက်တစ်ခုကတော့ unilateral movement လေးရအောင် split squat လေးသွားမယ်6လေးအပေါ် set တင်လိုက်မယ် challenge လေးနည်းနည်းပို့ဖြစ်အောင်လို့တစ်ဖက်ထဲတော့လုပ်လို့မရအောင်နော်နှစ်ဖက်လုံးပြီးမှနားမယ်နောက်တစ်ခုကတော့ good morning သူကလည်း hamstring ပေါင်တော့ကိုထိမယ်အခုကတော့ quads ကိုထိလိုက် hamstring ကိုထိလိုက်သွားထားတာပေါ့နော်ဒီကောင်ကတင်မအပေါ်ပိုင်းကိုလည်းထိရဲ့အတွက်ကြောင့်မလို့တင်မအပေါ်ပြည့်ကျင်တဲ့ကောင်မလေးလည်းဆော့လို့ရရင်နော်နောက်ဆုံးအနေနဲ့ခြေစလုံးအတွက် calf raise ဆော့မယ်တကယ်လို့ချင်းမှာဒီ calf အတွက်ဆက်သီးသက်မရှိဘူးဆိုလို့ရှိရင် spin machine နဲ့ပဲခြေစလုံးကိုထိအောင်ဆော့လို့ရရင်နော်ကဲကျေးဇူးများတင်ပါတယ်ဆုံးထိကြည့်ပေးလို့ spin machine မှာဆော့လို့ရှိရင်ဒီလိုမျိုး safety bar လေးဆွဲတင်မမင်းနဲ့နော်တမီခုနကဆော့ပြအောင် safety bar ရေမလုပ်လိုက်ရအောင်ကိုယ်တိုင်ဆော့လို့ရှိရင်တော့ safety bar မမေ့ပါနဲ့